Hello everyone, welcome to my channel. ဒီကနေ့မှာတော့အများတဲ့အခြေခံအင်္ဂလိပ်စကားပြောလေးတွေနဲ့ပတ်သက်ပြီးတော့ share လုပ်ပေးသွားမှာဖြစ်ပါတယ်။အင်္ဂလိပ် conversation တွေမှာဆိုလို့ရှိရင်ပထမဆုံးစတင်တတ်တဲ့စကားလုံးလေးတွေကတော့ Hi, Hello, Hi there လို့ဒီအများကြီးနဲ့စတင်လေးရှိတယ်။ကိုကတခါမှမသိသေးတဲ့မတွေ့ဆုံမှုတွေရဲ့သတင်းတရားကိုနှုတ်ဆက်ရှင်တယ်ဆိုလို့ရှိရင် Nice to meet you တွေ့ရတာဝမ်းသာပါတယ်လို့ပြောလို့ရတယ်။နောက်တစ်နည်းအနေနဲ့ It's so nice to see you. It's so nice to see you. တွေ့ရတာအရန်ကိုဝမ်းသာပါတယ်။မြင်ရတာအရန်ကိုပဲဝမ်းသာပါတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့။သူကတော့ပထမတစ်ခုထပ်ပို့ပြီးတော့လေးနဲ့တဲ့သဘောမှာသွားတယ်။တကယ်လို့ကိုနဲ့တီဗီတာလူတယောက်နဲ့လမ်းမှာတွေ့လို့နှုတ်ဆက်ချင်တယ်ဆိုလို့ရှိရင် How are you ဒီလိုနှုတ်ဆက်လို့ရတယ်။နေကောင်းလားပေါ့။ကိုကစနှုတ်ဆက်တာလည်းဖြစ်နိုင်တယ်။သူ့ဘက်ကကိုကိုစပြီးနှုတ်ဆက်လာတာလည်းဖြစ်နိုင်တယ်။ကိုလူတယောက်ကအဲ့လိုနှုတ်ဆက်လာပြီဆိုလို့ရှိရင်ဘလို့ပြန်ဖြေလို့ရလဲ။ I am fine. I'm good. အဆင်ပြေပါတယ်ကောင်းပါတယ်ပေါ့။ဒါမှမဟုတ်လေ I'm great အရန်ကိုအဆင်ပြေပါတယ်ပေါ့ I'm great ကကြအရန်ကိုအဆင်ပြေတယ်သူက I'm good တော့ I am fine လို့တက်ပို့ပြီးတော့သူကအဆင်ပြေတယ်ဆိုတဲ့အဓိပ္ပာယ်ရှိတယ်တစ်ဖက်လူကကို How are you လို့မေးလို့ကိုက I am fine I am great အခုခုဖြေပြီးသွားပြီဆိုလို့ရှိရင်ယဉ်ကျေးမှုအရာကိုကပြန်ပြီးတော့သူ့ကို How are you လို့မေးပြရတယ်မင်းရောနေကောင်းလားဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော် How are you ဆိုပြီးတော့ပြန်ပြီးတော့မေးပြရတယ်နော်အဲ့လိုမဟုတ်ဘူးကွာတခြားနောင်နည်းနဲ့နှုတ်ဆက်ချင်တယ်ဆိုလို့ရှိရင်လေကိုနဲ့သူနဲ့ကမနက်ခင်းမှတွေ့တယ်ဆိုလို့ရှိရင် Good morning ဒီလိုနှုတ်ဆက်လို့ရတယ်နောက်တော့မနက်ခင်းမှနေ့ခင်းမှတွေ့တယ်ဆိုရင် Good afternoon ညနေခင်းမှဆိုရင် Good evening ဒီလိုနှုတ်ဆက်လို့ရတယ်ကိုနဲ့သူနဲ့စကားတွေပြောပြီးလို့နှုတ်ဆက်တော့မယ်ဆိုလို့ရှိရင် Goodbye နှုတ်ဆက်ပါတယ်ပေါ့သူနဲ့ကိုနဲ့ကနောက်ဘယ်အချိန်မှပြန်တွေ့မလဲဆိုတာကိုအချိန်တိတိကျကျမတည်ဘူးဆိုလို့ရှိရင် See you later See you later လို့နှုတ်ဆက်လို့ရတယ်နောက်မှတွေ့မယ်ပေါ့တကယ်လို့ကိုနဲ့သူနဲ့ကမနေ့ဖြန်မှပြန်တွေ့မယ်ဆိုလို့ရှိရင် See you tomorrow See you tomorrow tomorrow မဟုတ်ဘူးเนาะ tomorrow မနေ့ဖြန်မှပြန်တွေ့မယ်ပေါ့ဆိုပါစို့သူနဲ့ကိုနဲ့တွေ့တာကတနင်္လာနေ့တောက်ကြနေမှာသူနဲ့ကိုနဲ့ပြန်တွေ့ကြမယ်ဆိုလို့ရှိရင် See you on Friday Friday ဆိုတာတောက်ကြကျွန်တော်တို့ဒီရက်တွေရဲ့ရှေ့လေးမှာဆိုရင် preposition on လေးကိုထည့်ပေးရတယ် See you on Monday See you on Fridayတောက်ကြနေမှာပြန်တွေ့ကြတာပေါ့ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော် Okay thanks for watching see you next week